အရင်ပြင်တာများတယ်နော် sorry ပါကွယ် တို့က ကတ်လိုက်တရင်းလေးလိုက်ရေးလိုက်ကိုကို我妈帮干嘛？我妈阿妈玩没嘛？အဲ့ဒါအမှနေနေအောင်မှဂျုံလက်သေးတော့ကြမှာဘောလုံးဘောပေါ့ပေါ့ 我姨妈想嘛是哩，我 တိုက်ကားလေးနဲ့ကောင်မ အဲ့ဒါနေနေစဉ်းစားမှာ ဟုတ်လေ ပါ အဲ့မှာအဲ့ကောင်မမလို့ 什么 အင်္ဂလိပ်ရှိလေးကမယ်နော် ဘောလုံးဘောလုံးဆို ပြောလို့什么ချမလေးပါလေကျေ တို့မျိုးအမွေးရပါမွေးထူတယ်မှာ နော်အဲ့ကောင်မနာမခနဲ့ကျမမိမသားဆန်ပါတယ်နော်ကျမရဲ့နှခမ်းလေးကမျက်စိဘူးလေးလိုတယ်ဟာကစ္စမီပေးအောင် kiss me ကိုပြရဘာ kiss me တို့အင်းမအင်းကြီးရဲ့လူကြီးကိုရွေးချယ်ပါမောမောရဲ့တက်တာလုံးတို့တောင်ယူရမယ်လို့ခတိပေးပါလေ နားလေးရလေဒီနေ့ဒီတွေ့မှလမ်းဆန်းတယ်လို့ကျမရဲ့နှလုံးသားကလည်းမောရဲ့အလန်းလေးကမှလမ်းဆန်းတာပါဟာဘာလဲမောအဲ့မောကိုတော့ ကိုတို့ပြောပြမယ်နော်ဆွေတော်ရဲဆိုတာလေနှစ်ရပေါင်းမှတော်တော်ဖြစ်တာပါအဲ့လိုပဲအကြခွေးရနှစ်ချောင်းပေါင်းမှတစ်ချောင်းဖြစ်တာအဲ့လိုပဲကိုနဲ့တို့လေနှစ်ချောင်းပေါင်းပြီးတစ်ချောင်းဖြစ်အောင်အကြခွေးနဲ့မဝိုက်တယ်လေတောင်းပါတော့ ဘယ်လိုလဲ မောင်ငန်းနိုင်တာလေကျမရဲ့နှလုံးသားလေးကအဲ့လိုဘန်းပွင့်ကျွေရမယ်ဆိုရင်ပြူးနေရဘန်းပွဲတောင်တော့ကျမရဲ့နှလုံးသားလေးကျမလည်းမဟုတ်တော့ကျမလည်းပြောမယ်အဲ့လိုရှိနေတယ်နော်ဒီကောင်မကြီးအားလေးစားပြီနော်ဒီရဲ့ရှာမရှိနဲ့မောင်လွမ်းနိုင်တာလေကျမရဲ့နှလုံးသားဘာလို့မကြည့်မဆိုရင်လေပြူးနေရဖမ်းပွဲတော့မှကျမရဲ့ပွဲကျမရဲ့နှလုံးသားတော့ကြည့်မှာမဟုတ်ပါဘူးမောင်ရဲ့ ကိုနေရှိမိမယ်လမ်းမရှိကဘာကြီးဆိုတာဖြစ်လာမှာမဟုတ် အဲ့ဒါနဲ့သေးလိုက် တို့ဘဝတွေမှာကိုမရှိရင်လေတို့တမရှိနိုင်မဟုတ်ကိုရဲ့ အသက်မရှိနိုင်ဆိုင်ကားသမားတွေပေါ်တာ အိုးကလေး ကျမကိုတက်လိုက်တော့ဘယ်လိုပြရတာလဲဟုတ်ပြီနေအဲ့မှာပါတိတ်လိုက်အဲ့မှာတိတ်လိုက်ဘယ်လိုလဲမထောက်ကလို့ဆောက်တော့နော်အဲ့တော့ခိုင်းလိုက်တာ မရဲ့ ကျွန်တော်တို့က ဟောဆောက်တိုင်းလားကျမမင်းသားရမ်းဆန်တယ် ကိုကျွန်တော်တောင်းပါပါလေကျွန်တော်ဘောကကျွန်တော်ချစ်တယ်အိမ်မဆရာမလေးတို့ ကျမအင်းမဆရာမလေး အင်းမဆီယမ ကျ ကို မအင်းမတယ်မှာတော်တော်အင်းမလေး ဖြစ်နိုင်တယ် မဖြစ်နိုင်ပါနဲ့ကျမကလေးတော့မိုးနေပြီ ကျွန်တော်သိတဲ့အိမ်မဆရာမလေး